စေတနာစကားစာအုပ်ထဲမှာကျွန်တော်ရေးခဲ့တဲ့အနှိမ့်ကအမြင့်ကိုတက်ပါဆိုတဲ့စာပိုင်လေးတစ်ပိုက်ကျွန်တော်ဖတ်ပြခြင်းပါတယ်တခါကပကြီးစရာတူဟာအဲ့ရနိုးနိုးချင်းသူ့တိုက်ခန်းဝေယံတာကနေအပြင်ကိုထွက်ကြည့်လိုက်တော့လမ်းမေးမှာကွေးဝေးလေးအိတ်နေတဲ့လူတယောက်ကိုမြင်လိုက်တယ်အဲ့လူကိုကြည့်ပြီးပကြီးဆွဲခြင်းစိတ်ပေါ်လာတာနဲ့အိမ်ထဲပြန်ဝင်ပြီးတော့ပကြီးထိုင်ကုန်ပေါ်မှာထိုင်ပြီးပကြီးဆွဲလိုက်တယ်အဲ့ဒီချိန်မှာသူကအောင်မြင်နေတဲ့ပကြီးစရာတယောက်ဖြစ်ခါစားပေါ့သူပကြီးကလမ်းဘေးမှာကွေးကွေးအိတ်နေတဲ့ပုံမဟုတ်ဘဲနဲ့စိတ်တကြံ့ခိုင်ပြီးတမ္မာထွားကြိုက်တဲ့ယောက်ျားတူခြေစက်လက်ဆန့်လုံနေတဲ့ပုံဖြစ်တယ်သူဘာကိုဆွဲမိမှသူ့ဘာသာသူတော့သတိမထားမိလိုက်ဘူးပကြီးကားကိုကြည့်ပြီးသူအံ့ဩသွားတယ်ဒါနဲ့ပကြီးကားကိုယူပြီးအိတ်နေတဲ့သူစီသွားပြတယ်အိတ်နေတဲ့သူကလူးလဲပြီးထကြည့်တယ်ခမည်းကွေးကွေးလေးအိတ်နေတာမြင်ပြီးပကြီးဆွဲခြင်းလို့ဆွဲလိုက်တာဗျာဒီပုံဖြစ်သွားတယ်ခမည်းနဲ့တူမတူတော့မသိဘူးလို့ပြောလိုက်တယ်ဆရာဆိုတဲ့ပုံဟာကျွန်တော်မျက်နှာနဲ့တော့တူတယ်ဒါပေမဲ့ကျွန်တော်ဖြစ်ပြနေတာနဲ့တော့မတူဘူးဒါပေမဲ့နောက်တစ်ချိန်မှာတော့တူလာပါလိမ့်မယ်ဆရာပကြီးကအတိုင်းဖြစ်အောင်ကျွန်တော်ကြိုးစားမယ်နောက်ဘယ်တော့မှလမ်းဘေးမှာအိတ်တက်လူမဖြစ်စေရပါဘူးဒီပုံခင်ဗျားလူချင်းယူသွားပါကျွန်တော်ပေးလိုက်မယ်လို့ပကြီးဆရာကပြောတော့ကျေးဇူးတင်ပါတယ်ဆရာပုံကျွန်တော်တန်ဖိုးထားထိန်းသိမ်းပါမယ်ဆိုပြီးတော့ပြောပြီးယူသွားတယ်ဖတ်ခဲ့ဘူးတဲ့စာကဒီမှာဆုံးပါတယ်ဒါပေမဲ့ကျွန်တော်ကဆက်တွေးပြီးရေးချင်နေတယ်အဲ့ဒီလူကသူ့စိတ်ကိုအသေးချာပြင်ဆင်ပြီးရအလုပ်ဝင်လုပ်တယ်ညာချောင်းတက်တယ်စီးပွားရေးဆိုင်ရာဘွဲတစ်ခုကိုယူတယ်ကုမ္ပဏီတစ်ခုမှအလုပ်ဝင်လုပ်တယ်မန်နေဂျာဖြစ်သွားတယ်အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်သွားတယ်အဲ့ဒီပကြီးဆရာကိုသူ့အိမ်ဖိတ်ပြီးတော့ပူဇော်ကြော့ခြင်းလို့လိုက်ရှာတယ်ပကြီးဆရာပျောက်သွားတယ်သူနေတဲ့နေရာမှာမရှိတော့ဘူးတနေ့တော့နန်းနဲ့စောစောလမ်းလျှောက်ထွက်ရင်လမ်းဘေးမှာခွေကလေးအိတ်နဲ့လူတယောက်ကိုတွေ့လိုက်တယ်သူဘေးနားမှာလည်းပကြီးကားတွေထောင်လို့ပေါ့ဒါနဲ့သူရှာနေတဲ့ပကြီးဆရာများဖြစ်တယ်မလားဆိုပြီးအနိကကြည့်တယ်မျက်နှာဖောက်တော့ပြီးညင်းစိုးစိုးဖြစ်နေတဲ့ပကြီးဆရာကိုတွေ့တယ်အရင်ကဘယ်မှာနေဘူးသလဲမေးကြည့်လိုက်တော့သူ့ကိုပကြီးဆွဲပေးတဲ့ပကြီးဆရာဖြစ်မှအသေးချာသိသွားတယ်ဘာကြောင့်လမ်းဘေးမှာအိတ်နေရတာလဲဗျာလို့မေးကြည့်တော့အရေးကြောင့်ပေါ့ကွာလို့ပြန်ဖြေလိုက်တဲ့ဒီဇာလိုင်းကိုဖတ်ပြီးတော့မှတွေးစရာတွေရသွားပါတယ်လမ်းပေါ်မှာအေးရတဲ့သူကအသိတရားရပြီးကြိုးစားအားထုတ်လှုပ်လိုက်လို့တိုက်ပေါ်ပြန်ရောက်သွားတယ်တိုက်ခန်းပေါ်မှာပကြီးဆွဲနေတဲ့ပကြီးဆရာတော့အောင်မြင်လာတဲ့အခါမှာအပေါင်းအသင်းနေနဲ့အရက်ကြီးကြုံဖြစ်သွားပြီးတော့နောက်ဆုံးအရက်ကသူ့ကိုနိုင်သွားပြီးအလုံးမလုံးနိုင်တော့ဘဲနဲ့သူ့လက်ရာတွေကျသွားတယ်သူ့ပကြီးကားတွေကရတာမမြောက်တော့ဘူးအဲ့ဒါကြောင့်နောက်ဆုံးတော့သူ့ပကြီးကားဝယ်မဲ့လူမရှိတော့ဘူးသူလည်းစိတ်ဓာတ်ကျသွားပြီးတော့ပကြီးမဆွဲနိုင်တော့ဘူးအဖေချာတွေးကြည့်လိုက်ရင်တော့အဖြေတစ်ခုတော့သိလာမှာပါဒီဖြစ်ရလေးကိုကြည့်ပြီးတော့ကျွန်တော်တွေးမိတာတစ်ခုရှိပါတယ်အနည်းကအမြင့်ကိုပဲတက်ဖို့ကြိုးစားကြပါအပေါ်ကနေပြီးတော့အောက်ကိုပြုတ်မကြအောင်ဂယူးဆိုင်ကြပါလို့မှာခြင်းတဲ့စိတ်ကလေးကျွန်တော်အတွေးထဲမှာပေါ်လာပါတော့တယ်ကျေးဇူးတင်ပါတယ်